ဆရာဝန်မလေးတယောက်ဟာပုံမှန်အတိုင်းပဲခွဲစိတ်ကုသမှုတစ်ခုကိုလှုပ်ဆောင်နေခဲ့ပါတယ်။ဒါပေမဲ့မထင်မှတ်ထားပဲခွဲစိတ်ကတင်ပေါ်ကလူနာဟာလွန်ခဲ့တဲ့6နှစ်ကလမ်းခွဲခဲ့တဲ့သူမရဲ့ရည်စားဟောင်းဖြစ်နေတာကိုသတိပြုမိသွားပါတယ်။ဒီစုံစည်းမှုဟာကံကြမ္မာရဲ့အလှည့်အပြောင်းတစ်ခုလိုပါပဲ။သူ့ရဲ့ခန္ဓာကိုယ်ပေါ်ကကြောက်မက်ဖွယ်ရာဒဏ်ရာတွေကိုမြင်လိုက်ရတဲ့အခါဆရာဝန်မလေးဟာစိုးရိမ်တုန်လှုပ်သွားမိတယ်။ဒါပေမဲ့လုပ်ပေါ်ကိုင်ဖက်တယောက်ကသတိပေးလိုက်တာကြောင့်သူမဟာစိတ်ကိုချက်ချင်းပြန်ဆူဆီးပြီးအတက်နိုင်ဆုံး professional ဆန်စွာခွဲစိတ်မှုကိုဆက်လက်လုပ်ဆောင်ခဲ့ပါတယ်။လူနာရဲ့အခြေအနေကအလွန်စိုးရိမ်ရပေမဲ့သူမရဲ့ထူးချွန်တဲ့လက်ရာကြောင့်ခွဲစိတ်မှုဟာအောင်မြင်စွာပြီးဆုံးသွားခဲ့ပါတယ်။ခွဲစိတ်မှုအပြီးခဏနားနေတော့မှပဲလုပ်ပေါ်ကိုင်ဖက်တယောက်ကသူမရဲ့ရည်စားဟောင်းဟာအခုဆိုရင်နာမည်ကြီးပြီးရက်ဆက်ကြမ်းကြုတ်တဲ့မာဖီးယားဂိုင်းချုပ်တယောက်ဖြစ်နေပြီဆိုတာကိုပြောပြလာပါတယ်။ဒါတင်မကသေးပါဘူး။ခဏအကြာမှာပဲအမျိုးသမီးတယောက်အပြေးလွှားရောက်လာပြီးလူနာအခြေအနေကိုစိုးရိမ်တကြီးမေးမြန်းပါတယ်။လူနာအသက်ဘေးကလွတ်ပြီဆိုတာသိလိုက်ရတဲ့အခါအဲ့ဒီအမျိုးသမီးဟာစိတ်အေးသွားပြီးဆရာဝန်မလေးရဲ့နာမည်ကိုမေးပါတယ်။ဒါပေမဲ့ဆရာဝန်မလေးရဲ့နာမည်ကိုကြားလိုက်ရတဲ့အခါမှာတော့အဲ့ဒီအမျိုးသမီးရဲ့မျက်နှာဟာဖြူလျှော့သွားပါတော့တယ်။အကြောင်းကတော့ဒီဆရာဝန်မလေးဟာအဲ့ဒီမာဖီးယားခေါင်းဆောင်ရဲ့ပထမဦးဆုံးအချစ်ဦးဖြစ်နေလို့ပါပဲ။ဘေးကလူတွေအံ့ဩနေကြပေမဲ့ဆရာဝန်မလေးကတော့အေးဆက်စွာပဲတုံ့ပြန်လိုက်ပါတယ်။ဒါတွေကအတိတ်ကကိစ္စတွေပါကျမတို့ကြားမှာဘာမှမရှိတော့ပါဘူး။ဒါပေမဲ့အဲ့ဒီအမျိုးသမီးကဆရာဝန်မလေးကိုထပ်ပြီးတုံ့လို့သွားစေမဲ့စကားကိုဆိုလိုက်ပါတယ်။ရှင်ဟာသူအမုန်းဆုံးအမျိုးသမီးပဲရှင်ကိုမြစ်ပစ်ဖို့သူအရာရာကိုလုပ်ခဲ့တာဆရာဝန်မလေးဟာမယုံနိုင်ပဲဒါတွေကသူကိုယ်တိုင်ပြောခဲ့တာလားလို့ပြန်မေးမိပါတယ်အဲ့ဒီအမျိုးသမီးကလည်းချက်ချင်းပဲအတီးပြုတ်ပေးလိုက်တယ်ဟုတ်တယ်မကြသေးခင်ကမှရှင်နာမည်ကိုတယောက်ကသူ့ရှေ့မှာထည့်ပြောမိလို့သူဒေါ်လာတကြီးနဲ့ယူမတက်ဖြစ်သွားခဲ့သေးတယ်ရှင်နာမည်ကိုဘယ်သူမှမပြောရဘူးလို့တောင်သူအမိန့်ထုတ်ထားတာဒီစကားတွေကဆရာဝန်မလေးရဲ့နှလုံးသားကိုနက်နက်ရှိုင်းရှိုင်းနာကျင်စေခဲ့ပါတယ်အဲ့ဒီအမျိုးသမီးကထွက်မသွားခင်မှာပဲအေးဆက်တဲ့သတိပေးချက်တစ်ခုကိုထပ်ပေးခဲ့ပါသေးတယ်ရှင်သူ့အသက်ကိုကယ်ခဲ့ရုံနဲ့ရှင်တို့နှစ်ယောက်ကြားမှာတခုခုပြန်ဖြစ်လာမယ်လို့မမျှော်လင့်တဲ့ရှင်ဟာသူနဲ့မတန်ဘူးဆရာဝန်မလေးကတော့ခါးတီးတဲ့အပြုံးလေးနဲ့ပဲရှင်နားလည်မှုလွဲနေတာပါလို့ပြန်ပြောပြီးရှင်နဲ့သူနဲ့ကဘာပတ်သက်လဲလို့တိုးတိုးလေးမေးလိုက်ပါတယ်အဲ့ဒီအမျိုးသမီးကဂုံယူဝင်းကြွစွာနဲ့ပဲကျမကသူ့ဇနီးပါလို့ဖြေခဲ့ပါတယ်ဆရာဝန်မလေးရဲ့မျက်ဝန်းထဲကအယောင်တွေမှိန်ဖြော့သွားခဲ့ပေမဲ့သူမဟာဆက်ပြီးပြုံးနေခဲ့ပါတယ်သူတို့နှစ်ယောက်အတွက်ဆူတောင်းပေးလိုက်တဲ့အခါမှာတော့အဲ့ဒီအမျိုးသမီးဟာသူတို့မှာကလေး3ယောက်တောင်ရှိနေပြီဖြစ်ကြောင်းပြောပြီးပျော်ရွှင်စွာထွက်ခွာသွားပါတော့တယ်ဒါပေမဲ့ဆရာဝန်မလေးမသိခဲ့တာကတော့သူမရဲ့ရည်စားဟောင်းဟာသူမအပေါ်အချစ်တွေရှိနေသေးဆိုတာပါပဲနောက်တစ်နေ့လူနာကြည့်တဲ့အချိန်မှာတော့သူဟာနာကျင်မှုကြောင့်ချွေးတွေရွှဲနေတာကိုတွေ့ရပါတယ်ဆရာဝန်မလေးကသူ့ရဲ့ချွေးတွေကိုတုပ်ပေးနေတော့မှပဲသတိမေ့နေတဲ့ရည်စားဟောင်းကသူမရဲ့လက်ကိုလှမ်းဖမ်းဆွဲလိုက်ပါတယ်ဆရာဝန်မလေးဟာထိတ်လန့်သွားပြီးလက်ကိုချက်ချင်းပြန်ယုံလိုက်ပေမဲ့သူကတော့သတိမရသေးပါဘူးဘာတွေဖြစ်နေမှန်းမသိပဲဇဝေဇဝါနဲ့ဆရာဝန်မလေးထွက်သွားတဲ့အချိန်မှာတော့သတိမေ့နေတဲ့ထိုလူသားဟာသူမရဲ့နာမည်ကိုတွတ်တွတ်ခေါ်နေရင်မျက်လုံးစုံကနေမျက်ရည်တွေစီးကျနေခဲ့ပါတော့တယ်